တော့ကျွန်တော်တို့ဆောင်ရင်အပေါ်ဆုံးတက်လေးပါဒီမှာဟင်းနေပါချက်စားနေရလားဒါလေးကကျွန်တော်တို့မိဖို့ကြောင့်သုံးပစ္စည်းကိုခန်းနံပါတ်လေးနဲ့တိတ်နေနေရပါကျွန်တော်တို့6လစာကိုမြန်မာငွေ340နဲ့တန်လားဆိုလို့ရှိရင်ကျွန်တော်ကတော့တန်တယ်လို့ပဲမြင်ပါတယ်။ဘာလို့လဲဆိုရင်ကျွန်တော်တို့ကမီတာကြီးရေပို့ပြီးဖို့ရ PC ပါပြီးသားဖြစ်လို့ပါ။ဒီမီဖို့ရပါရလည်းကျောင်းသားတွေအတွက်ထားပေးထားဖြစ်ပါတယ်